ဒုတိယပိုင်းကျတော့မြတ်စွာဘုရားသစ္စာ၄ပါးကိုအဓိပ္ပာယ်ဖွင့်ပြတယ်ဟုတ်လားသူကနည်းနည်းအရေးအပါဆုံးအပိုင်းဒါကကောင်းကောင်းနားလည်အောင်လေ့လာပြီးတော့ရွတ်ဖတ်ဆင်ခြင်မယ်ဆိုလို့ရှိရင်သူကလည်းပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့ကမ္မဋ္ဌာန်းတရားတစ်မျိုးလို့မင်းကုန်းဆိုတော်ဘုရားကြီးထပ်ထပ်ဟောတယ်ဟုတ်လားအဲ့ဒါသစ္စာ၄ပါးကိုမြတ်စွာဘုရားဘယ်လိုဟောတော့နော်ဒါကဓမ္မစကြာဒေသနာရွတ်တဲ့အခါမှာဘုန်းကြီးကစဉ်းစားတတ်ဖို့ဆင်ခြင်တတ်ဖို့နောက်စလုံးလေးတွေပါတခါတည်းရွတ်ပြီးတော့ပြောရမယ်နော်ပထမဘာကိုရင်ပြောတော့ဒုက္ခသစ္စာကိုရင်ပြောတယ်ဟုတ်လားဣဒံခောပါဏဘိက္ခေဒုက္ခရိယသစ္စာဇာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခအပိဟိတံပြောကောဒုက္ခပိဟိဝေပြောကောဒုက္ခယံပိစ္ဆနလပိတံပိဒုက္ခသံခိတေနပိစုပါဒနာခန္ဓာဒုက္ခယံတို့တဲ့ဒီဘဝဒီခန္ဓာဟာဆင်းရဲခြင်းအမှန်ပဲတဲ့ဟုတ်လားရုပ်တည်နေနေဖြစ်နေတာပါတော့ဆင်းရဲခြင်းအမှန်ပဲတဲ့အဲ့ဒါကိုမြတ်စွာဘုရားဘာကိုထောက်ပြတော့ဇာတိပိဒုက္ခနော်မွေးဖွားရတယ်ဆိုတာချမ်းသာတဲ့သဘောမဟုတ်ဘူးနော်စဖြစ်တဲ့အနေအထားလေးကိုကြည့်လိုက်ဟုတ်လားဝိတ္တရဲရဲနဲ့အတ္တဝါလေးတွေရဲ့အစကိုကြည့်လိုက်နော်ဇာတိပိဒုက္ခနော်တဖြည်းဖြည်းနဲ့ဥပါဟောရတယ်ဆိုတာလည်းပဲနော်ချမ်းသာတဲ့သဘောမဟုတ်ဆင်းရဲတဲ့သဘောဇရာပိဒုက္ခနော်ဗျာတိပိဒုက္ခနော်နာရဖြားရတယ်နာကျင်ခံခဲ့ရတယ်ဆိုတာလည်းဆင်းရဲတယ်မရဏပိဒုက္ခအောက်ဆုံးပျက်စီးရတယ်သေဆုံးရတယ်ဆိုတာအကြီးဆုံးဆင်းရဲတယ်အပိတံပြောကောဒုက္ခမချစ်တဲ့လူတွေနဲ့တွဲရတယ်ဆင်းရဲတယ်ပြီးဝေပြောကောဒုက္ခချစ်တဲ့လူတွေနဲ့ကွေကွင်းရတယ်ဆိုတာလည်းဆင်းရဲတယ်ယံပိစ္ဆနလပိတံပိဒုက္ခကိုဖြစ်ချင်တာဖြစ်မလာဘူးကိုရချင်တာရမလာဘူးဆိုရင်အဲ့ဒါဆင်းရဲတယ်ပံခိတ်တေနပြင်စုပါဒနာခန္ဓာဒုက္ခနော်အချင်းချုပ်အဖြစ်ပြောရမယ်ဆိုရင်ဆွဲလန်းမှုဥပါဒံဖြစ်ရဟောဒီရုပ်တည်နန်းနေဒီဥပါဒနဲ့ခန္ဓာတရားဟာတကယ်တမ်းကဆင်းရဲအစစ်ပဲလို့အဲ့ဒါကိုမင်းကုန်းဆိုတော်ဘုရားကြီးကနော်တရားဒေသနာတစ်ပုဒ်ကိုလေ့လာတဲ့အခါမှာတကယ်အဓိကကြတဲ့အချက်ကဘာလဲဆိုတာကိုစုပ်ကင်မိရမယ်ဆိုတဲ့စကားလုံးလေးပြောပြီးတော့ဒီဓမ္မစကြာကိုအနှစ်သာရပြုတ်ပြီးတော့လင်္ကာလေးရေးထားတာရှိတယ်ဒါအရေးအပါဆုံးသစ္စာကမ္မထံစီးပြင်းနေတဲ့ပုံကိုယ်တွေလောက်ရမယ်အလုပ်ပေါ့နော်အဲ့ဒါဘာတော့ဆိုတော့ပဋိသန္ဓေဥနာတိဟုလေးတွေချင်းမြေဒုက္ခဖြစ်၏အချစ်ရှင်တွေချစ်သူကွဲနဲ့လိုလည်းမရအချင်းပြသောပင်စာဥပါဒနဲ့ခန္ဓာသစ္စာဒုက္ခမှန်မောလားဒါကိုရွတ်မယ်ဆိုလို့ရှိရင်အတိပ္ပယ်ကိုနားလည်မှုနဲ့ရွတ်ဆိုမယ်ဆိုတာစီးပြင်းပြီးသားဖြစ်တယ်ဟုတ်လားဘဝရဲ့အကောင်းတဲ့သဘာဝတွေကိုမှန်မှန်ကန်ကန်နော်နားလည်မှုရှိသွားနိုင်တယ်ပေါ့ဒီအမှန်တရားကိုစဉ်းစားဆင်ခြင်နေဟာဟုတ်လားဒါမြတ်စွာဘုရားဖွင့်ပြတာအကျဉ်းမြင့်လေးပဲပုံကြီးပြောပါမယ်ဟုတ်လားအဲ့တော့နံပါတ်1အရိယသစ္စာကဘဝဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားနောက်နံပါတ်2သစ္စာမြတ်စွာဘုရားဘယ်လိုပြောတော့ဣဒံခောပါဏဘိက္ခေဒုက္ခသမုဒယအရိယသစ္စာယာယံတဏ္ဏပောနောဘိကနန္ဒီရာဂသဟကတတတတတဘိနန္တိနိသေယရိတံကာမတဏ္ဏဘဝတဏ္ဏဝိဘဝတဏ္ဏနော်ယဟန်တို့တဲ့ဟောဒီလောဘဆိုတဲ့တရားတဏှာဆိုတဲ့တရားဟာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်ပဲတဲ့အဲ့ဒါဒုတိယအမှန်တရားပဲအဲ့တော့အဲ့ဒီတဏှာဆိုတာဘယ်ဟာကိုပြောတာတော့တဏှာရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဘယ်လိုဖွင့်ပြတော့ယာယံတဏှာပောနောဘိကနန္ဒီရာဂသဟကတတတတဘိနန္တိနိတော့ဒီတဏှာဆိုတဲ့သဘောဟာတဲ့ဘဝတစ်ကိုဖြစ်စေတဲ့ထပ်ပြီးတော့ဖြစ်စေတဲ့အစွမ်းတတ္တိရှိတယ်တတဘိနန္တိနိနော်နှစ်သက်ခြင်းဆွဲမဲ့ခြင်းနဲ့တကွာဖြစ်တယ်ဟောလောဘရဲ့သဘောလေးကိုမြတ်စွာဘုရားအဓိပ္ပာယ်ဖွင့်တယ်နော်လောဘဆိုတာဘဝသစ်တွေကိုထပ်ပြီးတော့ဖြစ်စေတဲ့အစွမ်းလည်းရှိတယ်နှစ်သက်ခြင်းဆွဲမဲ့ခြင်းနဲ့တကွာလည်းဖြစ်တယ်နော်အနန္ဒီရာဂသဟကတနှစ်သက်ခြင်းဆွဲမဲ့ခြင်းနဲ့တကွာဖြစ်တယ်တတဘိနန္တိနေဆိုတာကနော်ရောက်ရဘဝရရအာယုံမှာပျော်မွေ့နေတဲ့သဘောလည်းရှိတယ်တဲ့ဒါကတဏှာလောဘရဲ့အဓိပ္ပာယ်လေးကိုမြတ်စွာဘုရားဖွင့်ပြတယ်ဟုတ်လားလောဘဆိုတာဘယ်လိုသဘောရှိလဲဆိုတာဖွင့်ပြတာအဲ့ဒီလောဘအမျိုးအစားကိုကျတော့ဘယ်လိုပြောတော့ဆိုတော့ကာမတဏ္ဍဘဝတဏ္ဍဝိဘဝတဏ္ဍနော်လူချင်းစရာကောင်းတဲ့အာယုန်တွေကိုလူချင်းတဲ့တဏ္ဍရှိတယ်နော်ဘဝဟာခိုင်မြဲတယ်နော်တတ္တဒိဋ္ဌိလို့ခေါ်တာပေါ့လေနော်ဒီဘဝလည်းငါပဲနောက်ဘဝလည်းငါပဲဘဝမှာမပြည့်စည်တဲ့သဘောလေးအတ္တဆိုတာလေးဟာဘဝဆက်ဖြစ်နေတာဆိုတဲ့တတ္တဒိဋ္ဌိနဲ့ရှင်တဲ့တဏှာလောဘလို့စာလို့ပေလို့ပြောရတော့အဲ့လိုပြောရမယ်ဘဝတဏှာဆိုတာအမှန်တော့ဘဝဒီတိုင်းပဲတဘဝပြီးတဘဝသွားနေတာတဘဝပြီးတဘဝသွားနေတာတဘဝပြီးတဘဝသွားနေတယ်ဆိုတဲ့နေရာမှာဒီအတ္တကလေးရှိတယ်
မပြည့်စည်တဲ့အရာလေးနော်ဒီဘဝဟာလေးကဟိုဘဝကိုရောက်သွားတယ်အဲ့ဒါလို့မပြည့်စည်တဲ့အရာတစ်ခုဟာတဘဝပြီးတဘဝသွားနေတာဆိုတဲ့အမြင်မှားကိုနော်မှီးပြီးတော့ဖြစ်တဲ့တဏှာမျိုးကိုအဲ့ဒါဘဝတဏှာလို့ခေါ်တယ်နော်ဝိဘဝတဏှာဆိုတာကတော့နော်ဘဝဟာသိပြီးရင်ပြီးတာပဲအာမဆက်ပြီးတော့ဖြစ်เสียအကြောင်းမရှိဘူးအဲ့ဒါဥစ္စေတာဒိဋ္ဌိလို့ခေါ်တယ်ဟုတ်လားသိပြီးရင်ပြီးတယ်ဆိုတဲ့အမြင်မှားပေါ့အဲ့ဒီအမြင်မှားနဲ့ရှင်တဲ့တဏှာလောဘနော်သိပြီးရင်ပြီးတယ်ဆိုတဲ့အမြင်မှားနဲ့ရှင်တဲ့တဏှာလောဘဒါနည်းနည်းလေးနားလည်အောင်ဘုန်းကြီးပြောတာနော်ဒီခေတ်မှာအဲ့လိုအမြင်မှားအများကြီးရှိတယ်ဟုတ်လားနော်သိပြီးရင်ပြီးတယ်နော်တကြီးလေးပါဖြစ်သွားတယ်နော်သိပြီးတော့လည်းပဲရေရရေနဲ့ပေါင်းသွားတယ်မြေရမြေနဲ့ပေါင်းသွားတယ်အစရှိသဖြင့်ပေါ့လေဟုတ်လားအဲ့လိုမျိုးဥစ္စေတာဒိဋ္ဌိနဲ့ရှင်တဲ့ဘဝရဲ့ပုံမှာမမောတဲ့လောဘဆိုတာလည်းရှိတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဝိဘဝတဏှာလို့ခေါ်တယ်တဏှာ၃မျိုးတောင်ပြောတယ်နော်တဏှာရဲ့အဓိပ္ပာယ်ရဲ့တဏှာအမျိုးအစားရဲ့ခွဲပြောတယ်ဒါဒုတိယသစ္စာတဏှာဆိုတာဘဝအသစ်ကိုထပ်ပြီးတော့ဖြစ်စေတတ်တဲ့သဘောရှိတယ်နှစ်သက်ခြင်းဆွဲမဲ့ခြင်းတဲ့တဝါဖြစ်တယ်ရောက်ရဘဝရရအာယုံမှာပျော်မှုတတ်တဲ့သဘောရှိတယ်တဏှာအမျိုးအစားဘယ်နှမျိုးတော့ကာမတဏှာဘဝတဏှာဝိဘဝတဏှာအဲ့ဒီတဏှာလောဘသည်ဒုက္ခသမုဒယသစ္စာဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့အမှန်တရားဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့အကြောင်းတရားဟုတ်လားလူရင်းပြောရရင်လောဘဟာဘဝကိုဖြစ်စေတတ်တယ်ဘဝဖြစ်ပြီဆိုရင်ဆင်းရဲတော့တာပဲဆင်းရဲတွေအကုန်လုံးကဘဝကိုမှီပြီးတော့ဖြစ်တယ်ဒါကြောင့်မလို့ဘဝကိုဖြစ်စေတဲ့လောဘဒီပင်လည်းဆင်းရဲကိုဖြစ်စေတဲ့အရာလို့ဒီလိုရိုးရှင်းရှင်းနားလည်ရဟုတ်ပြီနော်ဒါမြတ်စွာဘုရားဖွင့်ပြတဲ့ဒုတိယသစ္စာနောက်တတိယသစ္စာနော်និရောဓသစ္စာအပြည့်စုံပြောဆိုဒုက္ခនិရောဓအရိယသစ္စာဣဒံခောပါဏဘိက္ခေဒုက္ခនិရောဓအရိယသစ္စာယောတတယေဝတဏယအတေတဝိရာဂនិရောဓစာခောပရိနိဒေကောမုဒ္ဒိအနလယောယဟန်တို့တဲ့ဟောဒီတဏှာလောဘရဲ့အကျွမ်းမဲ့ကုန်ခန်းရာချုပ်ရာစွန့်လွတ်ရာလွတ်လွတ်စွန့်လွတ်ရာအာလျာပြစွန့်လွတ်ရာအကျဉ်အငြိမ့်တဲ့နိဗ္ဗာန်ဆိုတာရှိတယ်အဲ့ဒီနိဗ္ဗာန်ဆိုတဲ့အငြိမ့်တဲ့ဟာဒုက္ခនិရောဓအရိယသစ္စာနော်ဆင်းရဲချုပ်ခြင်းအမှန်တရားပဲတဲ့ဆင်းရဲဟာအဲ့ဒီကြမှာချုပ်ပြီပေါ့နော်ဒါပါတော့တတိယនិရောဓသစ္စာဟုတ်ပြီနော်အဲ့ဒီនិရောဓသစ္စာကိုမျက်မှောက်ပြုကျင်တယ်ဆိုလို့ရှိရင်မဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်ရလိမ့်မယ်မဂ္ဂင်၈ပါးအကျင့်မြတ်တရားသည်ဒုက္ခនិရောဓသည်ကိုဆက်ရောက်စေတဲ့အကျင့်လမ်းကြောင်းအမှန်ဖြစ်တယ်အဲ့ဒါ၄ခုမြောက်အမှန်တရားပဲအဲ့ဒီအမှန်တရားဆိုတဲ့၄ခုမြောက်သစ္စာကိုမြတ်စွာဘုရားဘယ်လိုဟောတော့ဣဒံခောပါဏဘိက္ခေဒုက္ခនិရောဓဂามိနိပိရိပဒအရိယသစ္စာယမေဝရိယောအဋ္ဌိနိကောမေကောတယတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယမောသမ္မာတတိသမ္မာသမာဓိယဟန်တို့တဲ့နတိသမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်၈ပါးဟာဒုက္ခនិရောဓဂามိနိပိရိပဒနော်ဒီစကလုံးလေးတွေကျွမ်းကျင်ရမယ်နော်နားထဲမှာကြည်ပြွန်ထားရမယ်စိတ်ထဲမှာနော်ဘယ်ချိန်ရွတ်လိုက်ဒါလေးတွေကိုချောမွေ့နေစေရမယ်ဒုက္ခនិရောဓဂามိနိပိရိပဒဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့လမ်းစဉ်ကျုပ်တို့ဒီလမ်းစဉ်ကိုမကျွမ်းကျင်ဘူးဆိုရင်ဒုက္ခငြိမ်းဖို့ဒုက္ခနည်းဖို့ဘလို့မှမမျှော်လင့်နဲ့ဟုတ်လားဒီစကလုံးမကျွမ်းကျင်ဘူးဒီစကလုံးကပြောတဲ့အဓိပ္ပာယ်လည်းမသိဘူးဒုက္ခနည်းဖို့တောင်မမျှော်လင့်နဲ့ဒုက္ခချုပ်ငြိမ်းဖို့မပြောနဲ့ဟုတ်လားဒါကြောင့်မဂ္ဂင်၈ပါးနဲ့ပတ်သက်ပြီးတော့မဂ္ဂဆိုတာတော့အတူတူပြောတာပေါ့လမ်းပေါ့ဘာလမ်းလဲဆိုရင်ဒုက္ခငြိမ်းရာသည်ကိုရောက်စေတဲ့လမ်းပေါ့အဲ့ဒါကိုနော်ကြည်ကြပြန့်ပြန့်ကလေးနားလည်ရမယ်နော်အဲ့ဒါမြတ်စွာဘုရားကဒီမှာတော့သူကအကျေအဓိပ္ပာယ်ကြီးတော့ဖွင့်မပြဘူးအရေးအတွက်ကိုတော့ပြောသွားတယ်နော်ဣဒံခောပါဏဘိက္ခေဒုက္ခនិရောဓဂามိနိပိရိပဒအရိယသစ္စာဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့အကျင့်မြတ်လမ်းစဉ်ဆိုတာနော်ဘာကိုပြောတာတော့ဘယ်ရာကိုပြောတာတော့သမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဂ္ဂင်၈ပါးဟုတ်ပြီနော်အဲ့ဒီဟာတွေကိုတစ်လုံးချင်းစီရဲ့အဓိပ္ပာယ်ကိုမဟာသတိပဋ္ဌာန်တတ်တော်မှာတော့မြတ်စွာဘုရားကိုယ်တော်တိုင်အဓိပ္ပာယ်ဖွင့်ထားတယ်အဲ့တော့ဒီနေရာမှာတော့ဘုန်းကြီးတို့ကဓမ္မစကြာဒေသနာရဲ့အပေါ်မှာထိုက်တဲ့ကျွမ်းကျင်မှုရှိဖို့နားလည်မှုရှိဖို့ပဲဥတည်ပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့ဒီလောက်ပဲနားလည်ကြမယ်ပေါ့နော်ဒါကဓမ္မစကြာဒေသနာတော်ရဲ့ဒုတိယပိုင်းပေါ့နော်ဟုတ်လားဒါသာသနာမှာဒါအရေးပါဆုံးဒေသနာပဲဒီဒေသနာထဲမှာပါတဲ့စကားလုံးတစ်လုံးချင်းစီရဲ့အဓိပ္ပာယ်ကိုပိုင်နိုင်သိမယ်ဆိုရင်အရှင်းမြင့်တဲ့ဗုဒ္ဓဘာသာဖြစ်မယ်လို့ဘုန်းကြီးကတော့အဲ့လိုပြောချင်တယ်နော်